ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြန်မာအားကစားလောကရဲ့သတင်းအတူအထွာတချို့ကိုတင်ဆက်ပေးလိုပါတယ်ပထမဦးစွာတင်ဆက်ပေးလိုတာကတော့ AR United အမျိုးသမီးအသင်းဟာပြည်ပကစားသမား2ဦးကိုခေါ်ယူလိုက်ပါတယ်ဒီကစားသမား2ဦးစလုံးဟာ Stallion Laguna အသင်းမှာဖြစ်ပါတယ်သူကတော့ဖိလစ်ပိုင်တောင်ပန်းကစားသမားအလီဇာဖြစ်ပါတယ်နောက်တစ်ဦးကတော့ဂျပန်ကွင်လယ်ကစားသမားကီရာရာအိုကာဝါဖြစ်ပါတယ်မကြာမီပြန်လဲစတင်တော့မယ်မြန်မာ Women League ဒုတိယအကျော့ပွဲစဉ်များအတွက်ကစားသမားဒီလိုဖြည့်တင်းမှုတွေဟာအမျိုးသမီးဘောလုံးအသင်းတွေအတွက်ပြိုင်ဆိုင်မှုပုံမပြင်းထန်စေမှာဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေအနေနဲ့လက်ရှိ AR မှာကစားနေတဲ့လက်ရွေးစင်အဆင့်ကစားသမားတွေနဲ့အတူကစားသမားအသစ်တွေရဲ့ခြေစွမ်းပိုင်းကိုလည်းလေ့လာစောင့်ကြည့်ရမှာဖြစ်ပါတယ်။နောက်ထပ်ထူးခြားတဲ့သတင်းကတော့မြန်မာ National League အသင်းတစ်သင်းဖြစ်တဲ့ရန်ကုန် United အသင်းဟာသူတို့ရဲ့ကစားသမားဟောင်းဖြစ်တဲ့လက်ရှိ Tiger Lanfan Warrior အသင်းကစားသမားမောင်မောင်လင်းကိုခေါ်ယူလိုက်တဲ့သတင်းဖြစ်ပါတယ်ကျွန်တော်သိထားသလောက်ကတော့မောင်မောင်လင်းဟာလက်ရှိမှာ Lanfan Warrior အသင်းနဲ့9နှစ်သက်တမ်းရှိတဲ့စာချုပ်ချုပ်ဆိုထားတဲ့ကစားသမားဖြစ်ပါတယ်အခုရန်ကုန် United ကိုပြောင်းရွှေ့လာတာကတော့ကာလာတို9လစာချုပ်ဖြစ်တယ်လို့ရန်ကုန်အသင်းကဖော်ပြထားပါတယ်ဒါကြောင့်နှစ်ဖက်အသင်းနဲ့ကစားသမားကြားမှာဘယ်လိုမျိုးသဘောတူညီမှုတွေရယူထားသလဲဆိုတာကတော့မပြောနိုင်ပါဘူးဒီခေါ်ယူမှုကြောင့်ရန်ကုန်အသင်းအနေနဲ့ဒုတိယအကျော့လက်ကျန်ပွဲစဉ်တွေကိုချန်ပီယံဖြစ်ရေးအတွက်ထူးဂရုစိုက်ကစားလာမှာဖြစ်တယ်လို့ထင်မြင်မိပါတယ်အခုနောက်ဆုံးတင်ဆက်ပေးချင်တာကတော့အမျိုးသားလက်ရွေးစင်ဖူဆယ်ပွဲစဉ်ဖြစ်ပါတယ်ဒီနေ့ညနေ6နာရီခွဲအချိန်မှာတော့မြန်မာအသင်းနဲ့ထိုင်းအသင်းဟာရှင်ပြိုင်ရမယ်လို့သိရပါတယ်မနေ့ကအင်ဒိုနီးရှားနဲ့ပွဲစဉ်မှာတော့9-1နဲ့ရှုံးနိမ့်ခဲ့ပါတယ်ကြည့်ရှုလိုတဲ့ပရိသတ်တွေအနေနဲ့စောင့်မျှော်ကြည့်ရှုနိုင်ရင်တင်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ